မင်္ဂလာပါခင်ဗျာဒုတိဝါဒနာရှင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာအခုဗီဒီယိုလေးက6ရက်6လ2025တောက်ကြနေ့မနက်ပိုင်းအတွက်ဩကွက်လေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုလေးမှာလက်မလေးတွေနှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကွန်မန့်လေးတွေမှန်တွားပေးခြင်းဖြစ်လေအကူအညီအားပေးခဲ့လို့ရပါတယ်ဗျာခုတွေ့နေတဲ့ site လေးကတော့တောက်ကြနေမနက်ပိုင်းအတွက်ဖြစ်ပါတယ် site လေးကတော့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများကတော့ site ပုံစံအနေထားလေးကိုလေ့လာပြီးတော့ကြိုက်တယ်ဆိုမှဒါလေးတွေကိုကန်ဆန်းပါခင်ဗျာကိုပိုင်ဉာဏ်လေးတွေနဲ့ဖြည့်ဆွက်ပြီးတော့အသုံးပြုပါလို့ဥစွာပြောပေးရစေဗျဒီ site ရတော့ဩကွက်ကတော့2ကွက်ပဲဖြစ်ပါတယ်3ကွက်ဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်အောက်ဆုံးက85ပေါ့နော်အထက်ပြန်ကြသည်တခြား site ကနေရထားတာဖြစ်ပါတယ်အဲ့ site လေးကလည်းလှတယ်ပေါ့နော် site လေးကလည်းကောင်းနေပြန်ကြဖြစ်နေလို့ပေါ့နော်ကျွန်တော် site လေးနဲ့မပြဘဲနဲ့ဩကွက်မှာဒီတိုင်းလေးပဲရေးပေးလိုက်တယ်ဗျာနော်ဒါလေးကိုပထမဆုံးရှင်းပြလိုက်တာဖြစ်ပါတယ်အဲ့တော့ site ပုံစံလေးကတော့ကျွန်တော်နောက်ပိတ်လေးကိုအရင်ကြည့်မယ်ဗျာနော်နောက်ပိတ်လေးကိုအရင်ကြည့်အောင်ဗျအဝါရောင်အပင်မှာကျွန်တော်တို့အပေါ်ကအဝိုင်းမှာတော့8ရှိတယ်ခင်ဗျာအပေါ်ကအဝိုင်းမှာ8ရှိတယ်အဲ့ချိန်မှာကျွန်တော်တပင်ကျော်မှာမနက်ပိုင်းမှာ8နောက်ပိတ်လေးပြန်ဆင်းလာပေးပါတယ်အဲ့တော့8နောက်ပိတ်လေးရပြီပေါ့ဗျာနော်ကျွန်တော်ထိပ်စီးကတော့တုံညပေါ့နော်တုံညထိပ်စီးကဘယ်လိုယူမလဲဆိုတော့အဝါရောင်မြင်းတွေကနှလုံးကိုကြည့်အောင်ဗျအဝါရောင်မြင်းနဲ့မှာတော့တုံညရဲ့1ရဲ့နှလုံးရှိတယ်တုံည1အဲ့ဒီနှလုံးကကျွန်တော်တို့တပင်ကျော်မှာတော့ကျွန်တော်တုံညထိပ်စီးလေးဆင်းသွားပေးတယ်ပေါ့နော်တုံညရဲ့1ရဲ့နှလုံးရှိတယ်အဲ့ချိန်မှာတုံညထိပ်လေးဆင်းသွားတယ်အစောက8နောက်ပေလေးနဲ့တွဲပြီးတော့ကျွန်တော်တုံည8ပေါ့အဝါရောင်ပြင်မှာတော့ကျွန်တော်ဒီလိုလေးယူထားပါတယ်ကျွန်တော်နဲ့အမြင်မတူတဲ့မိတ်ဆွေများလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့တော့အစားကတိုင်းကျွန်တော်ကြိုပြောပြီးထားပါဗျာနော် site လေးကိုမကြိုက်ရင်ဒါလေးတွေကိုရှောင်သွားလို့ရတယ်ဗျဒါပေမဲ့ကျွန်တော်ဒီ site လေးကနေပောက်ကနန်းလေးတွေဖြစ်မယ်လို့တော့ယုံကြည်နေရဗျနော်စိတ်ကယုံကြည်နေလို့ဒါလေးကိုတင်ပြပေးလိုက်တယ်ဗျဒုတိယပင်ကျွန်တော်အစိမ်းရောင်ပင်မှာနောက်ပိတ်လေးကိုကြည့်အောင်ဗျအဘောကအစိမ်းရောင်အဝိုင်းမှာတော့6ရှိတယ်ဗျနော်ဘောကအစိမ်းရောင်အဝိုင်းမှာ6ရှိပါတယ်အဲ့ဒီ6ဒီပေါ့နော်ကျွန်တော်တပင်ကျော်မှာ6နောက်ပိတ်အနေနဲ့မနက်ပိုင်းမှာဆင်းသွားပေးပါတယ်အဝါရောင်ပင်မှာတော့8တပင်ကျော်မှာ8နောက်ပိတ်လေးဆင်းပါတယ်အစိမ်းရောင်မှာတော့အပေါ်ဘက်မှာ9တပင်ကျော်မှာ9နောက်ပိတ်လေးဒီလိုလေးဆင်းထားတယ်ခင်ဗျာအဲ့တော့9နောက်ပိတ်လေးရပါပြီကျွန်တော်ထိပ်စည်းလေးယူတဲ့ပုံစံကပထမအပင်လိုပဲတွားကြည့်အောင်ဗျကျွန်တော်အစိမ်းရောင်မြင်းထဲမှာတုံညရဲ့2နဲ့နှလုံးရှိတယ်ဒီမြင်းတွေကနှလုံးကိုတော့ကျွန်တော်မပေါင်းပါဘူးဗျနော်မပေါင်းမင်းနဲ့ထိပ်စည်းကိုယူတာဖြစ်ပါတယ်2နဲ့တုံညနှလုံးရှိတယ်အဲ့ချိန်မှာကျွန်တော်တို့2ကထိပ်စည်းအနေနဲ့ဆင်းသွားပေးတယ်ဗျနော်2ကထိပ်စည်းအနေနဲ့ဆင်းသွားပြီးတော့ကျွန်တော်တို့အစောက9နောက်ပိတ်လေးနဲ့တွဲလိုက်ပါတယ်2 9ဆိုပြီးမှအစိမ်းရောင်ပင်ကဒီလိုလေးဖြစ်ပါတယ်ဗျအပေါ်ကအဝါရောင်ပင်မှာတော့တုံည1နှလုံးမှာတုံညထိပ်စည်းအနေနဲ့ဆင်းပါတယ်ဒုတိယပင်အစိမ်းရောင်ပင်မှာတော့တုံည2နှလုံးမှာတော့2ကထိပ်စည်းအနေနဲ့ဆင်းသွားပေးတယ်ဗျအဲ့တော့ထိပ်စည်းနောက်ပိတ်ယူတဲ့ပုံစံလေးကျွန်တော်မိတ်ဆွေတဘောပေါက်တော့ပါပြီအဲ့တော့ကျွန်တော်တတိယပင်အနီရောင်လေးကိုတွားရအောင်ဗျနောက်ပိတ်ရဖို့အတွက်ကျွန်တော်အပေါ်ဘက်ကအနီရောင်အဝိုင်းမှာ6ရှိနေတယ်ခင်ဗျာအပေါ်ဘက်အနီရောင်ဝိုင်းမှာတော့6ရှိနေပါတယ်အဲ့တော့ကျွန်တော်အဝါရောင်အစိမ်းရောင်လို့ဆက်ပြီးတော့တုံးပင်မြောင်လာခဲ့မယ်ဆိုရင်အဲ့ဒီ6ဒီကျွန်တော်တပင်ကျော်မှာကျွန်တော်ဒီမနက်ပိုင်းပေါ့နော်တောက်ကြမနက်ပိုင်းမှာတပင်ကျော်မှာတော့ကျွန်တော်6နောက်ပင်နေနဲ့ဆင်းရမှာဖြစ်ပါတယ်ဒါမှလည်းဝါစိမ့်ဒီကအတူညီတွားမှာဖြစ်ပါတယ်ဗျဒီဆိုင်လေးရတော့ကျွန်တော်6နောက်ပင်လေးကိုယူလိုက်ပါတယ်အဲ့တော့ထိပ်စည်းလေးကိုကြည့်အောင်သူနဲ့တွဲဖို့အတွက်ကျွန်တော်အနီအောင်မြင်းတွေကနှလုံးကိုကြည့်မှာဖြစ်ပါတယ်ကျွန်တော်မပေါင်းဘူးခင်ဗျာနော်အပေါ်ကအဝါရောင်အစိမ်းရောင်လိုပဲကျွန်တော်မပေါင်းဘူးဗျအဲ့တော့အနီအောင်မြင်းထဲမှာတော့ကျွန်တော်8ရယ်2ရယ်နှလုံးရှိတယ်အဲ့တော့8နှစ်နှလုံးဒီကျွန်တော်တို့အဝါစိမ်းတို့ဆက်လာမယ်ဆိုရင်ထိပ်စည်းက2ထိပ်တို့မဟုတ်8ထိပ်ဖြစ်ပါတယ်ထိပ်စည်းကတော့2ထိပ်တို့မဟုတ်8ထိပ်ဒီလိုလေးဖြစ်ပါတယ်ဗျအဲ့တော့အစောကရတာကျွန်တော်6နောက်ပိတ်ပေါ့နော်6နောက်ပိတ်ကျွန်တော်2ထိပ်နဲ့တွဲမယ်ဆိုရင်တော့2 6ဖြစ်ပါတယ်8ထိပ်နဲ့တွဲမယ်ဆိုရင်တော့8 6ဖြစ်ပါတယ်8 5ကတော့ကျွန်တော်အစောကဗီဒီယိုအရှိပိုင်းမှာလည်းပြောလိုက်ပါတယ်နော်ကျွန်တော်အခြား site ကနေရထားတာဖြစ်ပါတယ်အဲ့ဒီ site လေးကလည်းကျွန်တော်ကြိုက်တယ်ပေါ့နော်ကြိုက်တယ်ဒါပေမဲ့
ဒီပြန်ကြကြီးကတဲ့ဖြစ်နေရပါတော့ပြန်ကြကြီးကတဲ့ဖြစ်နေတယ်ဒါပေမဲ့လည်းဒီတူဒီမှာကတည်တဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုးလေးကဖြစ်ပြီးတော့ဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီတစ်ခွက်ကိုလည်းကျွန်တော်အောကွက်ထဲမှာထည့်လိုက်တယ်ဗျာနော်အဲ့တော့6နောက်ပိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရန်ကွက်3ခွက်ပေါ့နော်အပြာရောင်လေးနဲ့အောက်မှာရေးပေးလိုက်တယ်ကျွန်တော်ခွန်6ရယ်6ရယ်4 6ရယ်ဆိုပြီးမှ3ခွက်တော့ထည့်ပေးလိုက်တယ်ဗျကျွန်တော်မိတ်ဆွေများကတော့ site လေးကိုအခုချိန်လောက်ဆိုရင်တော့လေ့လာပြီးတော့ပါပြီဒီပုံစံလေးကကျွန်တော်မိတ်ဆွေအတွက်အဆင်မပြေဘူးဆိုရင်ရှောင်သွားလိုက်ပေါ့ဗျာနော်နောက်တစ်ခုကနောက်ပိတ် site လေးမကြိုက်ရင်ထိပ်စီးယူသွားတဲ့ပုံစံလေးသဘောကျရဲဆိုလဲကျွန်တော်2သို့မဟုတ်8ထိပ်ပေါ့ဗျာနော်2သို့မဟုတ်8ထိပ်အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေအကြိုက်ပေါ့ကျွန်တော်ဂီသို့မဟုတ် one chain break တွေနဲ့ပေါ့ဗျာအဲ့ဒါလေးနဲ့လည်းတွဲကပ်ပြီးတော့ညံရှိတယ်လို့ကန်ဆန်းနိုင်ပါတယ်ခင်ဗျာအဲ့တော့ဒီဆယ်လေးနဲ့တော့ပေါက်လိမ့်မယ်လို့စိတ်ထဲမှာကျွန်တော်ယုံကြည်နေတယ်ဗျာနော်ဒါကြောင့်မလို့ဒီ site လေးကိုလည်းကျွန်တော်သဘောကျတာနဲ့ပေါ့နော်ကျွန်တော်တင်ပေးလိုက်တယ်ကျွန်တော်သဘောကျပြီမဲ့လည်းကျွန်တော်မိတ်ဆွေကဟောပေါ့နော်မကြိုက်ရင်လှုပ်เสียမလိုပါဘူးဗျာနော်ကျွန်တော်ဒါလည်းဗီဒီယိုထဲမှာဒုံးလေးခေါက်တော့ရှိသွားပြီဒါကလည်းပေါ့နော်လွဲသွားတဲ့အခါမှာတော့အလုံးအတွက်ပေါ့နော်ဟိုပေါ့နော်ကျွန်တော်ဘယ်လိုပြောရမလဲအားနာတယ်ပေါ့နော်မျက်နာပူတယ်ဒီလိုလေးကျွန်တော်စိတ်မှာဖြစ်တော့ပါဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများကတော့ site ပုံစံလေးလေ့လာပြီးမှကိုယ့်ရဲ့စိတ်ကူးလေးနဲ့ဖြည့်ဆွတ်ပြီးတော့မနေ့ပြန်တောက်ကြနေမနေ့မှာကန်ဆန်းပါလို့ပဲပြောလိုက်ပြရစီဗျအဲ့တော့အားလုံးပဲပေါ့နော်ကျွန်တော် channel ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအရင်တင်ပါတယ်ခင်ဗျာပေါက်ကနန်းလေးတွေဖြစ်ဖို့လဲနောက်ရက်နောက်ပတ်ဒီမှာလဲကျွန်တော်ဆက်လက်ကြိုးစားပါအောင်မယ်ကျွန်တော်ဘက်မှာရှိနေပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်ထပ်ဆောင်ပြောကြားလိုပါတယ်ခင်ဗျာအားလုံးပဲမနေ့ပြန်ကျွန်တော်တောက်ကြနေမနေ့မှာကျွန်တော်ရဲ့ကဏ္ဍလေးတွေကကျွန်တော်မိတ်ဆွေတွေအတွက်အကူအညီအထောက်ပံ့ဖြစ်ပါစေအားလုံးနဲ့ထပ်တူပြောရပါလို့ကျွန်တော်ဆုတောင်းရင်းနဲ့ဗီဒီယိုလေးကိုရက်လိုက်မယ်ခင်ဗျာ